နင့်ကိုပထမဆုံးအချိန်တွေ့တော့နင်သိငယ်လိုက်တာလို့ငါထင်မိတယ်။တယောက်တည်းအထီးကျန်ခြုံပုံမြက်ရိုင်းတွေကြားမှာနင်ရက်နေခဲ့တယ်။နင့်ကိုဂရုစိုက်မဲ့လူမရှိဘူးလားလို့နင့်ရှိမှငါထိုင်ချပြီးမျက်လုံးလေးမိတ်တုံနဲ့မေးတယ်။နင်ဘာမှပြန်မပြောဘူး။အတန်မထွက်ပဲခေါင်းငုံထားတယ်။နင့်ရဲ့အလျှော်မပေးတဲ့ရင်ခုန်တန်းကိုငါကြားမိလိုက်တယ်လို့ပဲအချိန်ကနင့်ကိုဖျောက်ဖျက်သွားနိုင်တယ်သိလားလို့ငါပြောလဲနင့်ဘက်ကအတန်မထွက်ခဲ့ဘူးခါကိုနင်မမတ်ရက်ထားတယ်တက်ပြင်းတစ်ချက်ချပြီးနေရာကနေငါထွက်လာခဲ့တယ်နင့်ကိုငါနောက်တစ်ခေါက်ထပ်တွေ့ရမယ်လို့တော့မထင်ခဲ့ဘူးဒါပေမဲ့ငါမှားသွားတယ်လာအနေငယ်အကြာမှာဒုတိယအကြိမ်နင့်ကိုငါတွေ့ပြန်နေမမဖြစ်နေတဲ့နင့်ကိုတွေ့တော့ငါအံ့ဩသွားတယ်နင့်အနာငါလျှောက်သွားတယ်နင့်အရက်ကငါလောက်နေဖြစ်နေခဲ့ပြီနင်တမလာလိုက်တာလို့ငါပြောတယ်နေအောင်ကြီးကိုနင်မော့ကြည့်တယ်ငါ့ကိုစကားပြန်မပြောပဲနင်ပြုံးတယ်နင်မျက်နှာပေါ်မှာရှင်သန်ခြင်းရဲ့ဝင်ကြွားမှုတွေထင်ဟပ်နေတယ်။ဒါဟာငါတွေ့ဘူးသမျှအပြုံးတွေမှာအတောက်ပဆုံးပဲလို့ငါပြောတယ်။နင်ပူတောက်ပပြုံးနေ။အဲ့ဒီအပြုံးထဲမှာမော်ကြွားပတ်ဝင်မြဟန်မပါဘူး။ရိုးရှင်းလေးပဲ။နင်အသက်ရှင်နေခဲ့တာပဲနော်။ကြည်စမ်းကျမ်းမာလိုက်တဲ့ရုပ်ခန္ဓာနဲ့လို့နင့်ကိုကြည့်ပြီးငါပြောဖြစ်တယ်နင်ပြုံးနေအချိန်ရဲ့မတူညီတဲ့တန်မိုးတွေကိုငါ့ကိုနင်တက်တည်ပြနေတယ်လို့ပဲအချိန်ကနင့်ကိုမွေးဖွားတယ်အချိန်ကနင့်ကိုဖန်တီးတယ်အချိန်ကပဲနင့်ကိုဖျက်ဆီးလိုက်မယ်လို့ငါတီငင်ပြောတယ်နင်နောင်တများစွာပြုံးနေမြဲပဲနင်တစ်ချိန်လုံးကြည့်နေတဲ့နေရာကိုငါမော့ကြည့်လိုက်တယ်။အဲ့ဒီနေရာကနေရောင်ကြီးဖြာထွက်ရာနေရာပေါ့။အချိန်ရဲ့မြင်တတ်တယ်။နေမင်းပဲဖြစ်တယ်။ဘသူကမှအချိန်နောက်မှီမလိုက်နိုင်ဘူး။အဲ့ဒီစကားကိုငါခြံရစ်ပြီးညနေစီးစာအချိန်လောက်မှာနင်းစီကနေငါထွက်လာခဲ့တယ်။နေရောင်ကြီးနောက်နင်းဆွဲမလျှော့စတန်လိုက်နေတော့မယ်။နင့်ရင်ထဲကယုံကြည်ချက်ကိုငါနားမလည်နိုင်ခဲ့တာလည်းဖြစ်ခဲ့မှာပေါ့နင်ငါကိုအမြဲအံ့ဩမှုတွေပြီးတယ်နောက်ဆုံးတစ်ချိန်နင့်ကိုတွေ့တော့နင်ဟာငါတွေးချင်ထားတာထက်ပိုဦးစားနေခဲ့တယ်ကြည့်အောင်လေအချိန်ကိုနင်ဘာမှမတတ်နိုင်ခဲ့ဘူးမဟုတ်လားလို့အကူညီမဲ့စွာငါပြောတယ်နင့်ခါတွေအရင်လိုမထောင်မတ်တော့ဘူးတကူလုံးလဲအကောင်းပတိမဟုတ်တော့ဘူးနင့်ကိုငါငြိမ်စိတ်ကြည့်နေမိတယ်ကောင်းကိုနင်ခက်ခဲထောင်မှတ်ထားတယ်အတန်မထွက်ဖဲနေမင်းကြီးကိုအဲ့ဒီနေအောင်ကြီးကိုမော့ကြည့်နေတော့မယ်နင့်မျက်ဝန်းအိမ်မှာတော့မျက်ရည်တွေပြည့်နေခဲ့တယ်အဲ့ဒီအချိန်အဲ့ဒီတခဏမှာပဲငါတုံလုံးမိတယ်နင်ပြုံးနေပါလားစိတ်ကျေနပ်မှုအပြည့်ဆွဲမက်ဖွယ်အကြည့်နဲ့နင်ထွက်ခွာသွားခဲ့တဲ့အချိန်ကိုငါမေးမရနိုင်ခဲ့ဘူးတိတ်မကြတဲ့အချိန်မှာနင်ရှင်တန်ခဲ့တဲ့နေရာကိုငါရောက်လာခဲ့ပြန်တယ်နင်ရှင်တန်ခဲ့တဲ့နေရာကိုငါတွေ့တော့ငါအံ့ဩမြင်တတ်သွားမိတယ်နင်ရှိခဲ့တဲ့နေရာမှာနေကြပန်းကင်းတွေတစ်ခင်းလုံးဖူးပွင့်နေလိုက်တာနေရောင်အောက်မှာရွှေရောင်တလက်နဲ့သူတို့တွေလမ်းဆန်းဝေဖြာနေလိုက်တာဟိုးအရင်တော့ကနင့်အတိုင်းပဲသူတို့ပြုံးနေလိုက်တာနင့်မှန်ပါတယ်ဘဝရဲ့အတော်မသက်ခြင်းကအချိန်အတွက်အကောင်းဆုံးဖြည့်ရှင်းချက်ပေါ့အချိန်ကိုပြောင်းလဲနိုင်သည်ဖြစ်စေမပြောင်းလဲနိုင်သည်ဖြစ်စေရှင်တန်နေချိန်မှာအချိန်ကိုတစ်စက္ကန့်တစ်မိနစ်ဖမ်းဆုပ်ပြီးဘဝအတွက်တောက်ပမှုအတွက်
အချိန်နဲ့အမျှအတိတ်ပဲရှိတဲ့အလုပ်တွေလှုပ်ဆောင်နေဖို့ပါပဲနှစ်ပေါင်းများစွာကြာလို့ငါအောင်မြင်ထင်ရှားသွားတဲ့အခါနင့်ကိုငါကျေးဇူးတင်တရိယာနေမှာပါနေဟာနေကြပန်းလေးတပွင့်ဆိုပေမဲ့ငါ့ကိုနင့်လိုပြုံးတတ်အောင်နင်းတင်ပြီးခဲ့လို့ပါပဲ